တိုင်းလောက်3နှစ်3မနေ့ကမနေ့တင်ထားနင်းလေဒီလိုကော်ဖီတောက်မယ်မျိုးအိတ်ရှင်နေဆိုဒီလာငါကော်ဖီဖဲလိုက်မယ်အဲ့မထိုင်အဲ့မထိုင်နေပါလေလို့ကော်ဖီစိမ့်နဲ့တောက်ပါကော်ဖီစိမ့်နဲ့တောက်တယောက်တကရင်ယူလိုက်လေညဖုံးကြည့်မလားငါဖုံးသွားယူပေးမယ်ရိုက်တိပရီဝဲတိပရီနော်ငါတိပရီဖွင့်ပေးလိုက်မယ်နေရခိန်းစော်မလားဆော်လဲဆော်နေဆက်ခဲရတူကဲငါကတော့သူတို့တောက်ဖို့ကော်ဖီကိုလျှော်လိုက်ပါဦးကော်ဖီရောမေကော်ဖီအဲ့ဟိုအေးခွက်ကြီးနော်အေးခါလဲကော်ဖီတောက်လို့ရတယ်တော်တာဒီမှာကော်ဖီခွက်ကဒီမှာရှိတယ်မလေးကော်ဖီခွက်တယ်နေယူလိုက်ထားလိုက်ပါမယ်ကော်ဖီခွက်ကြပါပြီလို့မြဲလိုက်တော့ကော်ဖီခွက်မရသေးဘူးလေဒီမှာလုံနေတယ်ဟာလေကော်ဖီခွက်အဲ့မဟုတ်ပါဘူးကော်ဖီခွက်ဒီမှာကော်ဖီလေးထည့်လိုက်ပါဦးမယ်ကိုခေါ်ပြီးစားကိုဘယ်လိုထည့်ရမလဲကိုမသိဘူးဘောကစိုးနေဟဲ့ပေးပြီလေကော်ဖီကော်ဖီလေးထည့်လို့မရပါလားတောက်လို့ရပြီရအောင်မရကုန်နေပေါက်တယ်ကဲပြီးရင်တော့ငါတကယ်ချင်းကိုသွားပေးရမဝေးတော့ခိုင်းမယ်ရပါပြီခဏလေးချပေးပါမယ်ဒီမှာပါနောက်တစ်ယောက်ကဒီမှာပါတောက်ကြပါအဲ့ဘယ်လိုတောက်လေလူလိုတောက်လေကော်ဖီဖြော်ပေးရတာဘယ်လိုတောက်ရမလဲလားလုံနေပါတယ်ကောင်းနေမလားငါထော်တာအရင်ကောင်းတာတို့ဗာမီတုံလေးတိတ်ချထားအောင်မယ်ဗာမီတုံထည့်ပါရတယ်တော့ဗာမီတုံထည့်ရင်ဒီတို့အိပ်ပျော်ပါတယ်ငါသုံးပါပဲကြားဘူးအေးလေဗာမီတုံအိပ်နင်းကြောင်မပါဘူးနင်းနေလို့လာလို့ဘောတော့တော့လာတော့တယ်တော့ကြတယ်ဒါယူမယ်ဒီဖက်တော့အဝေးလေးလျှော်လိုက်ပါဦးမယ်လွဲရပါပြီဆိုတာသူတို့တွေကတော့မအိနိုင်တော့ငါတော့မယ်မူတော့မယ်အပိုင်းကိုအပိုင်းလေးမျောပါ